ကိုကုတ်ပါဒီနေ့ပဲကြော်လေးကြော်မှာပါကြော်တာကတော့မွေးငါလောက်ဆိုင်ထည့်စားဖို့ဆိုပြီးကြော်တာပေါ့နော်ဒီတိုင်းစားပြလိုက်တာနဲ့ပဲကုန်သွားပါတယ်အခုအချိုးစားတဲ့တဝက်လောက်လုံးရင်တော့မနေရပါတယ်မုံနစ်ဆက်ဖို့စံစိမ်မှုက12စွန်းထည့်ပါမယ်ကောင်းချင်းမှုက2စွန်းပဲအချက်မှုက6စွန်းဘေကင်းပေါဒါစွန်းတို့ကနီစားအသားမှုနဲ့စနွင်းမှုတော့နည်းနည်းစီမှတ်ထည့်လိုက်ပါတယ်ပြီးတော့အမှုံလေးတွေကြီးပဲနှံ့အောင်လို့အရင်မှွေထားလိုက်တယ်ရေတက်900မီလီထည့်ပြီးတော့ထပ်မှွေပါတယ်ဂျင်းရည်လေးညှစ်ထည့်ရင်တော့ပိုမှွေးတယ်လို့ပြောကြတယ်တေချာနှံ့သွားပြီဆိုရင်တော့တညရေစိမ်ထားတဲ့ကလပဲလေးပါထည့်ပြီးတော့ထပ်မှွေပါတယ်မုံနှစ်လေးအစင်းလေးဖြစ်ပြီးဆိုတော့စီမြမြလေးထည့်မယ်စကြော်တဲ့အချိန်ကိုစီမပူခင်မှာပဲမုံနှစ်လေးဖြည်းဖြည်းချင်းထည့်လိုက်ပါတယ်စီပူမှထည့်လို့ရှိရင်တော့ပွဲထွက်တယ်လို့ပြောကြလို့ပါပြီးတော့အိုးထဲမှာဇွန်လေးနဲ့ဖိပြီးတော့အပြားလေးဖြစ်အောင်ပုံချပေးထားပါတယ်အချက်လိုက်လေးဖြစ်သွားပြီးတော့ကျွတ်လာပြီဆိုရင်တော့တစ်ဖက်ကိုနှမ်းပေးပါမယ်တစ်ချက်ကိုခမ်းမှန်းကြတဲ့9မိနစ်6မိနစ်လောက်တော့ကြာပါတယ်တစ်ဖက်လုံးအယောင်ရပြီးတော့ကျွတ်သွားပြီဆိုရင်တော့ဆယ်ထားပြီးတော့စီစစ်ပေးထားလိုက်ပါမယ်နောက်တစ်ချက်မကြော်ခင်ကိုလည်းမီးကိုပိတ်ပြီးတော့စီအေးတဲ့အထိဆောင်းရပါတယ်တော်တော်အလုပ်ရှုပ်တယ်ဒီတိုင်းလေးကြော်ရရုံပါပဲကျွန်တော်ကတော့6ချက်လောက်ပဲကြော်ထားပါတယ်ဘာလို့လဲဆိုတော့6ချက်ကြော်ပြီးတော့ CO ကြီးမှောက်ကြပါလို့ပါကဲဒါဆိုရင်တော့အိမ်ကြော်ပဲကြော်ကျွတ်ကျွတ်လေးရပါပြီလေးလုံးနဲ့ဘူးထဲမှာထည့်သိမ်းထားရင်တော့အကြာကြီးခံတယ်လို့ပြောကြပါတယ်